ဒီကနေ့ကျတော့ဝင်ငွေတိုးစီမဲ့အလုပ်၃မျိုးကိုလာရောက်ပြီးတော့မျှဝေပေးတော့မှာဖြစ်ပါတယ်ဘယ်ဟာတွေဖြစ်မလဲဆိုတော့သိချင်တယ်ဆိုရင်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါခင်ဗျာဟုတ်ကဲ့ပါတင်ကထိုင်းနိုင်ငံမှာနေပြီးဝင်ငွေတိုးချင်တယ်ဆိုရင်ခုနပြောတဲ့ဝင်ငွေတိုးစီမဲ့အလုပ်၃မျိုးကိုလာရောက်ပြီးတော့မျှဝေပေးတော့မှာဖြစ်ပါတယ်အခုအခြေအနေမှာဆိုရင်စတင်လုပ်နိုင်တဲ့အလုပ်၃မျိုးကတော့နံပါတ်1 online ရောင်းဝယ်ရေးပေါ့နော်နံပါတ်2က content creator content creator လောက်ချင်ပါနော်ဒါ Facebook တို့ YouTube တို့ TikTok မှာဝင်ငွေရှာရခြင်းပဲဖြစ်ပါတယ်ဝင်ငွေကိုဘယ်လိုလုပ်မလဲ content တွေဖန်တီးပြီးတော့ဝင်ငွေရှာတာပဲဖြစ်ပါတယ်နော်နံပါတ်3အချက်ကျတော့အားလက်ချိန်မှာဝန်ဆောင်မှုအလုပ်လုပ်ခြင်းပဲဖြစ်ပါတယ်ဝန်ဆောင်မှုအလုပ်လုပ်ခြင်းဆိုတော့အဲ့ပြုပြင်ရေးတို့တန့်ရှင်းရေးတို့ပစ္စည်းပို့ဆောင်ရေးကားရေးစေးအိမ်ပြောင်းဝန်ဆောင်မှုစတဲ့အပေါ်ဝင်ငွေတွေကိုလိုက်လုပ်ခြင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခုနပြောတဲ့အလုပ်၃မျိုးတွေကိုအားလက်ရက်တော့မဟုတ်အလုပ်ပြီးချိန်မှာပဲဘယ်လိုပြောမလဲပျော်ပါတောက်စားတာမလုပ်ပဲနဲ့လုပ်နိုင်ပါเนาะနေ့စဉ်လုပ်နေတဲ့အလုပ်ကိုဆက်လုပ်ပါထွက်မသွားပါနဲ့เนาะဘာဖြစ်လဲဆိုလက်ရှိအလုပ်ကရှိနေတယ်ဆိုရင်မထွက်ပဲနဲ့ဆက်လုပ်ပါဒါအတိအကျဆုံးအလုပ်လို့ပြောလို့ရတာเนาะအဲကြောင့်မလို့လက်ရှိအလုပ်ကိုလည်းမထွက်ပါနဲ့ခုနပြောတဲ့နောက်ထပ်အပေါ်ဝင်ငွေ၃ခုကိုလည်းလုပ်ကြည့်ပါเนาะဒါမှဒါကိုယ့်ရဲ့ဝင်ငွေကဘယ်လိုပြောမလဲဝင်ငွေလမ်းကြောင်းတစ်ခုတည်းမဟုတ်ဘဲနဲ့ဝင်ငွေလမ်းကြောင်းက2ကြောင်း3ကြောင်းဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဝင်ငွေကတစ်လားထက်တစ်လားတစ်နေ့တစ်နေ့ပို့ပြီးတော့တိုးလာပေါ့เนาะအဲကြောင့်ခုနပြောလိုပဲနေ့စဉ်လုပ်တဲ့အလုပ်ကိုလည်းမထွက်ပေါ့เนาะမထွက်ဘဲနဲ့ခုနပြောတဲ့ပုံငွေရှာရမယ့်အလုပ်တစ်ခုကိုလည်းလုပ်ကြည့်ပေါ့เนาะညပိုင်းမှာတော့အားလိုက်ရက်မှာတော့ပေါ့เนาะအားလက်ချိန်မှာ Facebook content creator တို့ online ရောင်းဝယ်ရေးတို့အဲ့လိုမျိုးပေါ့เนาะတဖြည်းဖြည်းတိဆောက်ပေါ့เนาะချက်ချင်းမရရင်တော့ခုနပြောလိုပဲအဓိကတော့ပုံမှန်လောက်သွားဖို့လိုရယ်เนาะပုံမှန်လောက်သွားတာဆိုရင်တစ်နေ့အတော်တွင်းမှာတော်တော်လေးကိုတိတာထင်ရှားလာတယ်အောင်မြင်တိုးတက်လာတာကိုတင်ကိုယ်တိုင်လည်းတွေ့မြင်လာပါလိမ့်မယ်မယုံမရှိဘူးเนาะတခြားလောက်ကြည့်ပါလက်တွေ့တကယ်အောင်မြင်တိုးတက်လာပါလိမ့်မယ်လို့ယုံကြည်ပါတာတာ sharing မှာဝင်ငွေတိုးစင်မဲ့နီလန်းနဲ့ဘုဒ္ဓတာတွေကိုအမြဲမပြတ်လာရောက်ပြီးတော့မျှဝေပေးတဲ့လူတစ်ယောက်ပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးအထူးတင်ရှိပါတယ်ဒီအတွက်ဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်မျှဝေပေးလိုက်ပါနောက်ထပ်သိချင်တာလေးတွေရှိရင်လည်း comment မှာမှတ်လာပေးပါဗျာဟုတ်ကဲ့အားတဲ့အချိန်ကြရင်ပြန်လဲပြီးမှအကြောင်းပြန်ပေးမယ်ခင်ဗျ